အားလုံးခရစ်တော်နာမ၌မင်္ဂလာပါဒီနေ့မနေ့မှာကျွန်တော်တို့เนาะအခုတလောကျမ်းစာထဲမှာပါလားမပါဘူးလားစသဖြင့်ပေါ့ဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုတာကအဲ့ဒီအသုံးနှုန်းတွေကဘေကနေအစပြုတာလေဆိုတဲ့အရာတွေကိုအနည်းငယ်ကျွန်တော် sharing လုပ်ကြပါတယ်အရင်ကဒီလိုညှင်းခုန်ကြတဲ့အရာတွေမှာပါတယ်မပါဘူးဆိုတဲ့အရာထဲမှာကျွန်တော်ကဝင်မပါဘူးဒါပေမဲ့ဒီတစ်ခါကကျွန်တော်နည်းနည်းလေးကျွန်တော်လက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူရှိတယ်ဒါပေမဲ့ဒီဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုတဲ့စကားလုံးတွေဟာဘေကနေဘယ်လိုသုံးပြီးတော့ဘယ်လိုအစပြုတယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်ဒီကနေ့ဒီနေ့နည်းနည်းလေးsharing လုပ်ကြပါတယ်เนาะ sharing လုပ်ကြပါတယ်အဲ့ဒီအဖြစ်အပျက်ကဘယ်နဲ့အစပြုလဲဆိုတော့ကျွန်တော်တို့ဒါဖိလိမုန်ဩဝါဒထဲမှာဩဝါဒစာထဲမှာရှိပါတယ်เนาะအဲ့ဒီမှာအဖြစ်အပျက်ကိုကျွန်တော်အရင်ဆုံးပြောမယ်ဖိလိမုန်နဲ့အောနေတင်ဖိလိမုန်ဟာတထေကြီးဖြစ်တယ်ဖိလိမုန်ဟာတထေကြီးဖြစ်တယ်ပြန်အောနေတင်ဟာဖိလိမုန်ရဲ့အလုတ်သမားဖြစ်တယ်เนาะအခက်ခါတုန်းကဆိုလို့ရှင်เนาะဖိလိမုန်ရဲ့ဂျွန်လို့ပြောလို့ရတယ်အောနေတင်ဟာအဲ့တော့အောနေတင်နဲ့ဖိလိမုန်ကြားမှာဂျွန်နဲ့တထေကြားမှာအဖူအထစ်ပြဿနာလေးကရှိလာတယ်ပြဿနာလေးရှိလာတဲ့ခါကျတော့အဲ့ဒီဂျွန်ကထောင်ထဲရောက်သွားတယ်เนาะထောင်ထဲရောက်သွားတယ်ထောင်ထဲမှာရောက်သွားတဲ့အခါမှာเนาะအဲ့ဒီကျွန်တော်တို့ဒီဧဝံဂေလိသာသနာပြုဆရာပေါလုကသူသွားရင်လာရင်နဲ့ခရစ်တော်ကြောင့်သူဟာဧဝံဂေလိတရားဝင်ငှတဲ့အတွက်ကြောင့်မလို့သူဟာဘေးရောက်ဆိုတော့ထောင်ထဲရောက်သွားတယ်ထောင်ထဲရောက်သွားတဲ့အခါမှာဘသူနဲ့သွားတွေ့လေဆိုတော့အော်နေတင်နဲ့သွားတွေ့တယ်နော်အော်နေတင်နဲ့သွားတွေ့တယ်အော်နေတင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီထောင်ထဲမှာပဲအော်နေတင်ကပြောင်းလဲသွားတယ်အော်နေတင်ကပြောင်းလဲသွားတဲ့အခါမှာအော်နေတင်အတွက်ပေါလုကဖိလိမုန်ကိုရေးပေးတဲ့စာကိုဖိလိမုန်ဩဝါဒစာလို့ခေါ်ပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ပေါလုကဘယ်လိုရေးပေးတယ်လဲဆိုတဲ့အရာကိုအနည်းငယ်ကျွန်တော်တို့စံစာထဲမှာကျွန်တော်တို့ကြည့်ရအောင်เนาะကြည့်ရအောင်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့เนาะရှိလမုံကအခန်းကြီးတစ်ခန်းပဲရှိတယ်အငယ်9ထဲမှာပါတွေ့ရလဲဆိုတော့အသက်ကြီးသောပေါလုဒီဟူသောယေရှုခရစ်ကြောင့်အကျဉ်းခံရသောသူဖြစ်လက်ပင်မေတ္တာအဖြစ်တင်ကိုတောင်းပန်၏တဲ့အဲ့ဒီအောက်မှာ30ထဲမှာချီနှောင်ခြင်းကိုခံစဉ်တွင်ငါဖြစ်ပွားစေသောတာတီဟူသောတင်ဒီအထက်ကသုံးမရသောသူယခုတွင်ငါနဲ့တင်ဒီအတုံးရသောသူအောနေတဲ့အဖို့ငါတောင်းပါ၏ထိုသူကိုတင့်ထန်သောငါပြန်စေသည်ဖြစ်၍သူကိုငါရင်သွေးကဲ့သို့မတ်လက်ခံလောနော်ငါဖြစ်ပွားစေသောဒါအဲ့လိုပြောတဲ့အခါမှာပေါလုကကျွန်တော်တို့တကယ်တမ်းအဲ့ဒီစကလုံးရဲ့နောက်ွယ်မှာပေါလုကထောင်ထဲမှာတွေ့လို့ခရစ်တော်ကိုရသွားတာဆိုတဲ့အရာကိုပြောချင်တာအဲ့ဒီခါကျတော့ကျွန်တော်တို့ဒီကျမ်းစာထဲမှာမှတ်တမ်းတင်တဲ့အခါငါဖြစ်ပွားစေတော့ငါသားသူ့ကိုငါရင်သွေးခဲ့တော့မတ်ပါဆိုတဲ့အရာကပြောမယ်ဆိုလို့ရှိရင်တော့ဖိလေမုန်စီမှာအော်နေတင်အစာပေါလုကအော်နေတင်အတွက်အာမခံပေးတဲ့အရာကိုပြောတာဖြစ်ပါတယ်เนาะငါဖြစ်ပွားစေတော့ငါသားလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီဇာတိအသွေးသားနဲ့ဖြစ်ပွားစေတဲ့အရာကိုပြောနေတာမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရမှာเนาะထောင်ထဲမှာရောက်မှအော်နေတယ်မှာပြောင်းလဲတဲ့အတွက်ကြောင့်မလို့အဲ့ဒီအောက်ကိုတောက်လျှောက်ကြည့်ရင်ကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒီမှာတင်ဒီငါ၌ဂျေဇုပြုရာတွင်အနိုင်ထက်ပြုတဲ့ကဲ့သို့မဟုတ်အလိုအလျောက်ပြုစေခြင်းသောစိတ်ရှိသည်ဖြစ်၍တင်၏အခွင့်မရှိလျင်အလင်းမပြုလို့ထိုမှတပါတင်ဒီသူ့ကိုအစဉ်ရစေခြင်းကသူဒီတင်နဲ့ခဏကွာသွားသည်ဟုဆိုเสียရှိ၏ထိုတို့ဆိုသောအစေခံကျွန်းကဲ့သို့ရမည်မဆိုငါ၌အထူးသဖြင့်ချစ်တော်ညီတင်၌ကဇာတိအဖြစ်ဖျားသခင်အဖြစ်၎င်းတာ၍ချစ်တော်ညီကဲ့သို့ဟုဆိုလိုတည်းအဲ့ဒီစကားတွေကပြန်ပြီးတော့အောက်မှာပြောတဲ့အရာတွေရှိပါတယ်เนาะ
ဖိလမုန်ခမရအတွက်တော့ညီပေါ့နော်ကျွန်တော်အတွက်လည်းညီပါပဲဆိုတဲ့စကားလုံးဒီပြောထားတာဒီကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ပေါလုကိုတိုင်ကသုံးတဲ့အဲမှာငါဖြစ်ပွားစေတော့ငါသားလို့သုံးတဲ့အခါမှာသူ့ကြောင့်ပြောင်းလဲတယ်ဆိုတဲ့အရာတဲ့သူကခရစ်တော်ကိုမိတ်ဆက်ပေးလို့ပြောင်းလဲတယ်ဆိုတဲ့အရာပေါ်မှာငါရင်သွေးကဲ့သို့မှတ်ပေးပါဆိုတဲ့အရာကိုကျွန်တော်တို့နားလေရတယ်အဲကြောင့်ကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်တို့ဒီဝိညာဉ်သားသမီးဆိုတဲ့အရာတွေဝိညာဉ်ဖခင်ဆိုတာတွေကရှိသလားပေါ့နော်ကျွန်တော်တို့ပြောကြတယ်ကျွန်တော်တို့ဒီအရာကိုဝိညာဉ်မိခင်ဖခင်ဆိုတဲ့အရာကိုလက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူရှိပါတယ်ဒါပေမဲ့ကျမ်းစာထဲမှာတွေ့တဲ့အရာကပေါ်လုကငါသားဆိုတဲ့အရာကပြောထားတဲ့အရာရှိတယ်အဲ့ဒီအရာကိုကြည်တော်အဖြစ်များစွာသောတချို့သောညီကိုတွေကနော်ဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုတာရှိတယ်ဆိုတဲ့အရာကိုခံယူကြတယ်တချို့ကြတော့ကျမ်းစာထဲမှာမပါဘူးဝိညာဉ်မိခင်ဖခင်ဟာခရစ်တော်တပါးပဲဆိုတဲ့အရာဒီလက်မခံတဲ့သူတွေရှိတယ်ကဲမိတ်ဆွေအနေနဲ့ကောနော်ကျမ်းစာထဲမှာကျွန်တော်တို့တွေ့တဲ့အရာကတော့ဝိညာဉ်မိခင်ဝိညာဉ်ဖခင်ဆိုတာရှိတယ်နော်အဲ့ဒီအရာလေးကိုအနည်းငယ်မျက်တာနဲ့ဝင်ခါတာဖြစ်ပါတယ်တင်ဘလို့ခံယူတယ်လေခရစ်တော်နာမနဲ့နော်ဖျက်ချင်အထူးအသုံးပြုပါစေကောင်းချီးပေးပါစေ